ဆိုလန်တူဗီကာဘိုင်း66ဒီဘက်မှာတော့လူကန်းကိုသူတို့ရဲ့တိုင်းဝင်ပေါင်းဆက်စွိုင်းနဲ့တားထားပြီးမကြခင်ခြေလေးတော့မှအနိုင်ရယူတော့မှဖြစ်တာမို့ကြရှိနေတဲ့ထန်တိုက်ကိုရသလောက်ထိန်းထားပေးဖို့ရှောင်းရှောင်းနဲ့ခြိုက်တူတို့နှစ်ယောက်ကိုရော့ကလမ်းပြောနေခဲ့ပြီးခြိုက်တူတို့နှစ်ယောက်ကလည်းရော့ရဲ့စကားအတိုင်းပဲထန်တိုက်တယောက်သူ့ဘော်ဒါတွေကိုကူညီပေးလို့မရအောင်ရနိုင်တဲ့လောက်အချိန်ဆွဲဖို့လုပ်ပါတယ်ရပုတ်တယောက်သူ့လူတွေကိုတယောက်ချင်းတိုက်ခတ်ပြီးအလဲကျထုတ်ပဲပြစ်ဖို့ကြံထားတဲ့ရော့တွေအကြံစီကိုရိပ်မိသွားခဲ့ချိန်မှာချက်ချင်းမတားဆီးဖို့အတွက်သူ့ရဲ့အယုံနဂါတိုင်းဝင်ကိုထုတ်လိုက်ပါတယ်PNS စရိုးတိုင်းမှာဝင်းကျင်ကိုစွန့်ရည်ဖြစ်တဲ့အယုံနဂါတင်းချိုင်းနဲ့ရော့တို့ပတ်ပတ်လဲကိုဝိုင်းရန်လိုက်ပြီးတော့ချုံတော်မှုလုပ်ပါတယ်ချုံတော်ထားတဲ့ဂျိုးတွေဟာသူတို့ရဲ့အသက်စွန့်ရည်နဲ့ဝင်းကျင်စွမ်းအားတွေကိုဒရက်ဆုပ်ယူနေခဲ့တာကြောင့်ရော့တို့နှစ်ယောက်အတော်လေးကိုအခက်တွေ့နေခဲ့ရပါတယ်တုံးဟာဒီတိုင်းနဲ့ဆက်သွားနေမယ်ဆိုရင်မကြခင်ချိန်လေးတော့မှသူတို့နှစ်ယောက်စလုံးမိသားကုန်စီကဖြစ်သွားတော့မယ်ဆိုတာကိုသိနေတာကြောင့်သူမရဲ့သရုပ်ထားမြဝင်းကျင်ကိုစွန့်ရည်ဖြစ်တဲ့စက်တကန်ကျဲစီရင်ကိုထုတ်သုံးပါတယ်စက်တကန်ကျဲစီရင်ရဲ့စွန့်ရည်ကြောင့်ရဖုံးရတက်စွမ်းရည်စိုးမှုကိုတားဆီးနိုင်ခဲ့တယ်ဆိုပေမဲ့ဝိညာဉ်စွမ်းစိုးမှုကိုတော့ရက်တအောင်မလုံဆောင်နိုင်ခဲ့တာကြောင့်တိုက်ခိုက်ခြင်းကြားလာလီသူတို့အတွက်ကောင်းကျိုးမရှိနိုင်တာမို့ရဖုံးရဲ့စရုပ်တော်မြဝိညာဉ်ကိုစွမ်းရည်လက်အောက်ကနေမြမဆန်ဆန်ဖောက်ထွက်နိုင်မှုကြံကြရပါတယ်။တစ်ဖက်ကလူကန်းကန်းကလည်းပြိုင်မတ်သိရဲ့အဓိကလူနှစ်ယောက်ကိုအလွယ်တကူပဲထွက်သွားကုန်မပေးချင်တာမို့သူ့ရဲ့တားရဲ့စစ်မှန်ခန္ဓာကိုယ်ကိုအေယာမပုံစံကြီးဖြစ်ပြောင်းလဲလိုက်ပြီးအယုံနဂါကျိုးတွေနဲ့ထိန်းချုပ်ခံရတဲ့ရော့တို့အပေါ်ကိုဖိချဖို့လုပ်ပါတယ်။နန်းနန်းအမြန်ဆန်မဲ့ရော့တို့စီကိုရုပ်ချရွှေလျာစွမ်းရည်နဲ့ပြေးလာခဲ့ပြီးသူမရဲ့ပြိုင်မကင်းရွှေခန္ဓာကိုထုတ်သုံးကာကွယ်ပေးပါတယ်။ဒါပေမဲ့လည်းပြိုင်မကင်းရွှေခန္ဓာအချိန်ကက်သက်ရှိတာကြောင့်လူကန်းကန်းရဲ့အေယာမခန္ဓာကိုယ်ကြီးကိုဆက်လက်ထိန်းနိုင်ခြင်းမရှိတော့ပါဘူး။ဒါကြောင့်ပဲရော့ဟာရွှေနည်းရဲ့အကူအညီနဲ့ရေခဲဧကရဲ့လော်ဝါးကိုထုတ်သုံးပြီးလူကန်းကန်းကိုရိုက်ထုတ်ပစ်လိုက်ပါတယ်။လူကန်းကန်းလွတ်ထွက်သွားတာကိုမြင်လိုက်ရတဲ့ရဖုံးတယောက်ရော့အသုံးပြလိုက်တဲ့စွမ်းရည်မှာအဆုံးစွန်သောရေခဲစွမ်းအားတွေပေါင်းနေရဲဆိုတာကိုမြင်လိုက်ရပါတယ်။သူ့ရဲ့အမောင်ရေစဲတက်စီစွမ်းအားတွေကိုရော့ရဲ့အဆုံးစွန်သောရေခဲစွမ်းအားကိုသာပေါင်းထက်နိုင်ခဲ့မယ်ဆိုရင်အဆုံးစွန်သောအေးစွမ်းအားရှိတဲ့အမောင်ရေခဲစွမ်းအားပြီးအဆင့်မြင့်တင်နိုင်မှာကြောင်းမို့ပဲသူကရော့ရဲ့ရေခဲစွမ်းအားကိုမရရတဲ့နည်းနဲ့ဝါမျိုးပြဖို့စိတ်ဆုံးဖြတ်ချလိုက်ပါတယ်။သူဘက်ကဝါမျိုးပြမဲ့လေးဘာလေးနဲ့အားချောင်းနေတဲ့ရန်ဖုံးကိုဝန်တို့တယောက်ကြီးမရတော့တာကြောင့်သူမရဲ့ဆက်တမမြောက်ဝိညာဉ်ကိုစွန့်ရင်ဖြစ်တဲ့လိပ်ပြာကာကျိုးတိုက်ကွက်နဲ့ရန်ဖုံးရဲ့ပတ်ပတ်လေးကိုလင်းလင်းမြဲမြဲနဲ့တိုက်ခိုက်လိုက်ပြီးသူမရဲ့တိုက်ခိုက်ချက်တိုင်းစီမှာလည်းရောင်စုံလိပ်ပြာတစ်ကောင်စီရန်ဖုံးရဲ့ပတ်ပတ်လေးမှာကြန့်ရှိနေခဲ့ပါတယ်။အဆိုပါလိပ်ပြာကောင်လေးတွေကဝန်တို့ရဲ့တိုက်ခိုက်မှုပြီးဆုံးသွားပြီဆိုတာနဲ့ချက်ချင်းပဲဇက်တိုက်ဆူလိုပေါက်ကွဲလာခဲ့ပြီးရန်ဖုံးကိုအတော်လေးကိုအထိနာစေခဲ့ပါတယ်။သူရင်ဆိုင်နေရတဲ့ပြိုင်မတ်တွေကတော်အုံလူတွေမဟုတ်ဘူးဆိုတာကိုရန်ဖုံးတယောက်နားလေလိုက်ခြင်းပါပဲသူ့ရဲ့တိုင်းဝင်ကြီးစစ်မှန်ခန္ဓာကိုယ်ကိုထုတ်သုံးမှုပြင်ပါတယ်။ပီယာနဲ့ဇက်တိုက်ဆူလိုပဲဂျန်နန်နန်ကိုဖမ်းချုပ်ကထုတ်ပယ်ပြဖို့အားထုတ်ပါတယ်။ဂျန်နန်နန်ဘလိုမှကိုအဆိုပါတိုက်ခိုက်ချက်ကိုမခံနိုင်မှုဆိုတာကိုသဘောပေါက်တဲ့ဆန်းရှိဟာနန်နန်အစတိုက်ခိုက်ချက်ကိုဝန်ခံပေးလိုက်တဲ့ကြောင့်ချက်ချင်းပဲတိုက်ခိုက်ချက်ကြောင့်သတိလစ်သွားခဲ့ရပါတယ်။ရန်ဖုံးကသူ့ရဲ့တိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်လာခဲ့ပြီးထန်ကိုင်းတစ်သိန်းသားလုံးကိုသူတယောက်တည်းအင်အားနဲ့ဖိနေပါတယ်။သူ့ရဲ့အစမပြတ်တိုက်ခိုက်မှုအောက်မှာထန်ကိုင်းသားတွေအားလုံးမလုံးမရှက်နိုင်ဖြစ်နေခဲ့ကြရပြီးအားလုံးလည်းခံနိုင်ရဲ့အကန့်အသတ်ကိုရောက်ရှိနေခဲ့ရပါပြီ။ရောက်ကတော့သူတို့သာဒီတိုင်းဆက်သွားနေရန်ဖုံးရဲ့လက်ချက်နဲ့အကုန်စမုံတုံးကုန်တော့မယ်ဆိုတာကိုခံစားမိလိုက်ရတာကြောင့်သူတစ်ချိန်လုံးဖုံးဝယ်ထားတဲ့ဝက်ဖဲကိုထုတ်ဖို့လုပ်ပါတယ်။ရော့ရဲ့ဝက်ဖဲကတော့သူ့ရဲ့ပန်ဒီတိုင်းဝင်းကြီးအမျိုးအစားဖြစ်တဲ့စိတ်မျက်လုံးတိုင်းဝင်းကြီးဟာဒုတိယအကြိမ်မြောက်နှုတ်ထားခဲ့ပြီးဖြစ်ုံနဲ့မကဘဲနဲ့ငွေအစင်းနှုတ်ထားမှုကိုပါပိုင်ဆိုင်ထားခဲ့ပါသေးတယ်။အဲဒီချိန်မှာပဲလူကန်းကန်းဟာရော့ကိုရုတ်တရက်စတင်တိုက်ခိုက်ခဲ့ပြီးရော့ကသူ့ရဲ့ညာလက်နဲ့တိုက်ခိုက်မှုကိုတားဆီးလိုက်ပါတယ်။ဒါပေမဲ့လည်းရော့ရဲ့လက်ကတစ်ဖက်တည်းလှုပ်ရှားလို့ရတယ်ဆိုတော့ကောင်းအောင်ကြီးသိနေတဲ့လူကန်းကန်းဟာနောက်ထပ်လက်သီးတစ်ချက်နဲ့ထပ်မံတိုက်ခိုက်ခဲ့ပြီးဒီတစ်ချိန်မှာတော့ရွှေနီယာရော့ရဲ့ကိုစားတားဆီးပေးခဲ့ပါတယ်။လူကန်းကဒီလောက်နဲ့ရက်တက်မသွားသေးပဲသူ့ရဲ့ကြံရှိနေတဲ့အမီးနဲ့ပါရော့ကိုထပ်မံတိုက်ခိုက်ဖို့ပြင်နေခဲ့တာကြောင့်ဒီတစ်ချိန်မှာတော့ရော့တယောက်ဘလူးမတ်ကိုမစွမ်းတာနိုင်တော့ကြောင်းအားလုံးထင်မဲ့နေစင်မှာပဲ surprise မာရာဖာရာဆိုပြီးတော့ရော့ကသူ့အသုံးပြုလို့မရတဲ့လက်မောင်းပေါ်ကရေခဲဆိုင်ကြီးကိုဖယ်ရှားပစ်လိုက်ပြီးလူကန်းကရဲ့အမီးကိုရိုက်ထုတ်ပစ်လိုက်ပါတယ်။ပီယာနဲ့လွတ်ထွက်သွားတဲ့လူကန်းကိုရွှေနီနဲ့ပူးပေါင်းပြီးတော့ဖောက်ခွဲပစ်လိုက်ပါတယ်။သူတို့တွေလူကန်းကရဲ့ခန္ဓာကိုယ်ကြီးကိုပောက်ခွဲပစ်နိုင်ရတဲ့အကြောင်းရင်းကတော့လူကန်းကရဲ့အေယာမခန္ဓာကိုယ်ကြီးတွေကများပြားလာတဲ့အစီတွေဟာရော့ရဲ့အဆုံးသောရေခဲစွမ်းအားကြောင့်အေးခဲသွားခဲ့တာမို့အခုလိုမျိုးအလွယ်တကူနဲ့ရေခဲပောက်ခွဲခြင်းကိုသုံးပြီးဖောက်ခွဲပျက်စီးပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းထန်တိုက်ကိုသုံးဘွားဂျေးပေအိုးတွေနဲ့ထိန်းထားခဲ့ရတဲ့ရှောင်းချောင်းကလည်းအချိန်ကြာလာတဲ့နဲ့မျှထန်တိုက်ရဲ့အင်ပီအားပြီးနဲ့ရုံးကန်နေမှုကိုဆက်တားဆီးနိုင်စွာမရှိဖြစ်လာနေခဲ့ပါတယ်။ဒါပေမဲ့လည်းသူမဟာထန်တိုက်ကိုထိန်းထားပေးနိုင်မှအနိုင်ရနိုင်ဖို့ရာခိုင်နှုန်းမှာပုံမများပြားလာမယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်တဲ့ရှောင်းချောင်းတယောက်အားကုန်ထုတ်ပြီးတော့ထန်တိုက်ကိုဖိနေပြပါတယ်။လက်ဖက်မှာလည်းရန်ဖုံးဟာသူ့ရဲ့ဆက်တမမြောက်ဝိညာဉ်ကိုစွန့်ရင်ဖြစ်တဲ့ရေခဲအမောင်နှဆိုးစွန့်ရင်နဲ့ရော့နဲ့တုံးဝါကိုဖုံးလိုက်ပြီးရော့တို့နှစ်ယောက်မထင်မှတ်ထားတဲ့အချိန်လေးတို့မှာတိုက်ခိုက်ခံခဲ့ရတာကြောင့်ရေခဲအမောင်နှဆိုးစွန့်ရင်အောက်ထဲကိုကြောက်သွားခဲ့ရပြီးရန်ဖုံးရဲ့အဆုံးသတ်တိုက်ခွက်ကိုမီးစမ်းလိုက်ရပါတယ်။အားလုံးဟာရော့နဲ့တုံးဝါတို့နှစ်ယောက်စလုံးရန်ဖုံးရဲ့လက်ချက်ကြောင့်အမုန်းဖြစ်သွားခဲ့ရတာကိုမြင်လိုက်ရချိန်မှာဘလုံမကိုမယုံနိုင်ဖြစ်နေခဲ့ရပြီးရှာမာကျိုးတယောက်အဆုံးဆုံးရေခဲစွမ်းအားကိုပိုင်နေထားတဲ့ရော့ဟာဘလုံမအခုလိုမျိုးအမုန်းဖြစ်နေတည်ဆုံးနိုင်မှာမဟုတ်ဘူးဆိုပြီးသူမရဲ့မျက်လုံးကိုသူမမယုံမကြည်နိုင်ဖြစ်နေခဲ့ရင်သူမရဲ့အထူးကျုံသောတစ်ဖက်တစ်ယောက်ကိုအခုလိုမျိုးဆုံးရှုံးလိုက်ရတဲ့အဖြစ်အပျက်ကိုလုံးဝလက်သင့်မခံနိုင်ဖြစ်နေခဲ့ပါတယ်။
အချိန်မှာလျက်စီးတစ်ဖက်ဖက်လင်းလက်နေတဲ့ကောင်းကင်ကတိမ်ဆိုင်နေကြတဲ့မှာရော့ရဲ့အရေးကြီးထော်ပေါ်လာခဲ့ပြီးအဆိုပါမြင်ကွင်းကိုမြင်လိုက်ရတဲ့ပွဲကြီးပြည်သက်တွေကလည်းရော့အသက်မတည်သေးဘူးဆိုတာကိုသဘောပေါက်လိုက်ကြပါတယ်။တိုက်ပွဲအရင်ကတော့ပုံမစိတ်လို့ရှားစရာကောင်းလာတော့မှဖြစ်တာကြောင့်အားလုံးမျက်တောင်မခက်တန်းစောင့်ကြည့်နေခဲ့ကြပြီးဆီယာမာဂျိုးတွေကလည်းစောနာကလေးနဲ့ရော့တို့တေချာပေါ်တိုက်ခိုက်ခံခဲ့ရတာကိုမျက်မြင်တွေ့ခဲ့ရတာကြောင့်အခုလိုမျိုးရော့အသက်ရှင်နိုင်နေသေးတာကိုမယုံမကြည်နိုင်ဖြစ်နေခဲ့ကြပြီးပြန်ပွဲစဉ်ကိုလှမ်းကြည့်လိုက်ချိန်မှာလဲချနေတဲ့လူကန်းကန်းကိုမြင်လိုက်ရပြီးအဲ့ဒီအချိန်မှသာရန်ဖို့ရတိုက်ခိုက်မှုကိုလက်တွေ့မီးစမ်းလိုက်ရတဲ့သူဟာရော့တို့မဟုတ်ပဲလူကန်းကန်းဖြစ်နေခဲ့တယ်ဆိုတာကိုသဘောပေါက်လိုက်ကြပါတယ်။ရန်ပုံကလည်းသူ့ရဲ့အယုံနဂတိုင်းဝန်းကြီးဟာစိတ်ဆွမ်းရင်တိုက်ခိုက်မှုတော်တော်များများကိုခံနိုင်သောရှိတာကြောင့်ခုလိုမျိုးရော့အနေနဲ့သူ့ဘောက်ကိုစိတ်ဆွမ်းရင်တိုက်ခိုက်မှုပြုလုပ်ပြီးလူကန်းကန်းကိုမှားရတိုက်ခိုက်မှုကိုလုပ်နိုင်ခဲ့တာဘယ်လိုဖြစ်ရတာလဲဆိုပြီးတော့မျက်စိရှိအဖြစ်ပြက်ကိုဘယ်လိုမှကိုမယုံမကြည်နိုင်ဖြစ်နေခဲ့ပါတယ်။ရော့အနေနဲ့စိတ်ဆွမ်းရင်တိုက်ခိုက်မှုတွေကိုခံနိုင်ရှိတဲ့အယုံနဂတိုင်းဝန်းကြီးပိုင်းရှိရန်ဖို့ရဲ့စိတ်ကိုနှောက်ယှက်နိုင်ခဲ့ရတဲ့အကြောင်းရင်းကတော့ဒုတိယကြိမ်မှာနိုးထပြီးပြီဖြစ်တဲ့ပန်နီတိုင်းဝန်းကြီးကိုလူပစွမ်းရည်နဲ့ခရမ်းနဲ့မျက်လုံးအလင်းလိုမျိုးစွမ်းရည်တွေနဲ့စူပေါင်းတိုက်ခိုက်နိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အဖြစ်မှန်ကိုကြားလိုက်ရပြီးချိန်မှာတော့ရန်ပုံဟာသူရင်ဆိုင်နေရတဲ့ရော့ဟာသူ့ရဲ့ဝိညာဉ်စွမ်းအားအဆင့်နှိပ်ပန်းနေုံတက်တက်တာဖြစ်ပြီးတခြားသောဖြတ်ထူးဉဏ်အစီအစဉ်ရေးဆွဲနိုင်မှုမှာသူ့ရဲ့ပုံမသားလုံးနေဦးနေမကဘဲနဲ့အင်အားကြီးတိုင်းဝိညာဉ်တွေကိုပါဖိုင်နိုင်ထားတဲ့တမိုးတော်တယောက်ပါရမီရှိဆိုတာကိုနားလေလိုက်ပြီးရော့ကိုမဖြစ်ဖြစ်တဲ့နီးနဲ့အနိုင်ယူနိုင်ဖို့အတွက်စိတ်ဆုံးပြေချလိုက်ပါတယ်။အရင်ဆုံးအနေနဲ့သူ့ရဲ့လှုပ်ရှားနေတဲ့စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ပြန်လည်လှုပ်ဆောင်လိုက်ပါတယ်။ပြီးရတဲ့ရော့ကိုပြန်လည်စူးစမ်းကြည့်လိုက်ပြီးရော့တယောက်သူ့ရဲ့စိတ်မျက်လုံးတိုင်းဝိညာဉ်ကိုအသုံးပြုမနေဘူးဆိုတာကိုသတိထားမိသွားခဲ့ပါတယ်။ဒါနဲ့မဲ့သူကရော့တယောက်သူ့ကိုလဲစားနိုင်မှုအတွက်စိတ်ဆုံးအားတွေကိုအကုန်သုံးပစ်ခဲ့ပြီးပြီဆိုတာကိုနားလေလိုက်ပြီးရော့တို့စီကိုတိတ်တဲ့မမတ်ရှောင်လန်းလာခဲ့ပါတယ်။ရန်ပုံကတော့ရော့အနေနဲ့စိတ်ဝိညာဉ်နောက်ဆက်ခြင်းစွမ်းရည်ကိုနောက်တစ်ချိန်ထပ်မံအသုံးပြုနိုင်မှုဆိုတာကိုတည်ထားပြီးပြီဖြစ်တာမို့ရော့တို့အနေနဲ့နောက်ထပ်လာမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကိုဘယ်လိုမျိုးကာကွယ်သွားမှာလဲဆိုပြီးတော့မေးမြန်းနေရင်ရှေ့ကိုပဲဆက်တိုးလာနေခဲ့ပါတယ်။တကယ်ပဲရော့ပါစိတ်ဆုံးအားကုန်ခန်းနေခဲ့ပြီးနောက်ဆုံးဝက်ဖဲကိုထုတ်သုံးဖို့လုပ်ခဲ့တာသူ့ရဲ့နောက်ဆုံးဝက်ဖဲကတော့တောကမြက်ကြီးလို့အမည်ရတဲ့စိတ်ခံစားချက်တလင်းကြောင်ပဲဖြစ်ပါတယ်။အဆိုပါတလင်းကြောင်ကိုမြင့်ဝိညာဉ်သခင်အသေးနဲ့မရှင်းပြခင်အရင်ညမှာခြုံဝါတယောက်ရော့ကိုလာရောက်ပြီးရသွားခဲ့တာဖြစ်ပြီးသူမအနေနဲ့ဥရောင်းကဝိညာဉ်တို့ကျေးဇူးပြန်ဆက်တာဖြစ်တာမို့လက်ခံပေးဖို့ပြောကပြီးထားခဲ့တာပဲဖြစ်ပါတယ်။ခြုံဝါပေးခဲ့တဲ့စိတ်ခံစားချက်တလင်းကြောင်ထဲမှာသူမတို့မျိုးနွယ်ရဲ့အနှက်ဆိုင်သုံးသောစိတ်ဆုံးအားခံစားချက်တွေပါဝင်နေခဲ့တာမို့ရော့ရဲ့ကံကြမ္မာမျက်လုံးနဲ့ပေါင်းစပ်ပြီးသွားချိန်မှာရော့ကိုဘော်ကနေရွှေနဂါးတိုင်းဝိညာဉ်ရဲ့စွမ်းရည်အော်ရာတွေပါထွက်ပေါ်လို့လာနေခဲ့ပြီးတော့ရော့ဟာသူရရှိလာခဲ့တဲ့စွမ်းရည်အသစ်နဲ့သူ့ရဲ့ချုံမရဲ့ပူပေါင်းပြီးတိုင်းဝိညာဉ်ပေါင်းစပ်မှုအစွမ်းရည်အသစ်ကိုပုံဖော်ဖို့ပြင်လိုက်ရင်းနဲ့ဆိုလန်တူဗီကအပိုင်း66လဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာဒေသမှုကိုသဘောကျတဲ့ညီကိုတို့အနေနဲ့ like share comment လေးတွေနဲ့ကူညီပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီလိုလုပ်ပေးတာကျွန်တော်တို့ကိုတကယ်ပဲ support ပေးရရောက်ပါတယ်ခင်ဗျာအားလုံးပဲနောက်လာမယ့်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ